လူတော်မင်္ဂလာမှာအင်းချင်းကုန်းရွာမှဥတင်ဦးဒေါ်ကြည်စိုးတို့ကဗီဒီယိုမှတ်တမ်းခွေကိုပါရမီဖြည့်ကုသိုလ်ဝင်ပါတယ်ခင်ဗျာအားပေးကြရဲ့မိတ်ဆွေမင်္ဂလာရင်သွားသူမင်္ဂလာမှုတို့အစင်လာပြုရဲ့ချိန်မှာဆိုင်တော်ရောတော်အော်တော်ညံချိန်ဆိုရင်
ကောင်းမြတ်ချမ်းသာကိုယ်စိတ်နှပြလန်းရွှင်ကြည်လို့လားမင်္ဂလာဆိုင်ဆိုင်မင်္ဂလာဆိုင်ဘုန်းတင်လက်တန်းနာစီယကြားရင်လားနာစီယဓမ္မနဲ့ကြိုက်တာမောကုန်ပြောင်းဆောင်းကုန်ရောက်ဆောင်းကုန်၍မေဦးဆာမရှင်မရဲ့တပါလေးကိုဝါဝါရှင်သာဝနာရဲ့တွေ့ကြလို့တက်ခါလူရန်ကြလာကောင်းကြီးကောင်းကြီးညမောပါဘောပနာမျိုးလက်ဆုံးမူကသူလူဆန္ဒချွန်းလို့လာပုပ္ပမူစာပရသနာတော်ကရာတက်ခါလူရန်ကြလာကောင်းကြီးကောင်းကြီးညမောဘောပနာမျိုးလက်ဆုံးမူကစေနာမြို့လေကရမန္တာအယမှာတဲ့ကုသိုလ်ရဟောင်းမြရအိုးအိုးလေယောင်ငယ်ပြိုလေယောင်ငယ်ပြိုရှင်လူမျိုးတဲ့ကရငါရာရဟောင်းဆိုလို့ရွှဲတော်အရှိရောတာရောက်ပါလို့တာအနောက်ကဲတဲ့မျောလိုက်ရင်အ
အရှိကိုရှောက်ပါလို့လားအနောက်ကဲတဲ့မျောလိုက်ရင်တကွန်တိုင်းရွှေကုတ်ကားဟာနဲ့တဲ့ဖယားလေးတဲ့ဖယားလေးတဲ့ဖယားလေးတဲ့ဖယားကိုမြည်နောက်ကိုရဲမျောလိုက်ရင်အရှိရောရှောက်ပါလို့အနောက်ကိုသမီးရနာလှတူသာမဟာလတာတန်သာစင်မြန်ရွှင်လန်းစွာစိတ်အပ်နာထွေမင်္ဂလာယောက်ျားလေးကနာရမင်္ဂလာစီရင်ရတာနှစ်ပေါက်ကလေးနဲ့မှတကယ်လာတာတခီယောက်ျားလေးပါနားလာမင်္ဂလာစီရတာဒီဘက်ကလေးနဲ့တကယ်ကြတာဒီဟာရှိ
အ
အာသောကရာဇာမင်းရာကြီးမိစနစ်ယူကသာရုံမောင်မဟိကနဲ့သမီးလာတင်ကမိတ်ကြဒုံလဘကျုံမြန်ရာပါပစ္စည်းကြရဟန်ကသရင်တွေတင်တော့မှာအလုံးစုံစင်မြန်လို့တင်စွမ်းမိတ်ကတင်ကန်းပိယာချစ်ပါဆုံးနဲ့ကျမ်းတော်လာမန်းညောကသာသနာတော်တွင်ကိုမင်းမေတာယုံကြည်ကလာဥဒ္ဒါရသာရှင်လန်းပြီးတော့သင်္ကန်းရှိပါတရားလားယုံကြည်ကလာဥဒ္ဒါရသာရှင်လန်းပြီးတော့သင်္ကန်းရှိပါသာသနာတွေကဧကမံငဲ့တာအလှတကာတိရိဓမ္မာအာသောကယာ
ကျမ်းရော်လာမှန်ညောကသာသနာတော်တွင်ကိုဝင်ပြီဟာယုံကြည်ကားသာဥဒ္ဒါရသာရှင်လန်းပြီးတော့သင်္ကန်းရှိပါတရားလားယုံကြည်ကားသာဥဒ္ဒါရသာရှင်လန်းပြီးတော့သင်္ကန်းရှိပါသာသနာတွေကဧကမံငဲ့တာအလှတကာတိရိဓမ္မာအာလောကယာဒုံကဘာနဲ့ကြုံရတဲ့လူတွေ
မှာအဲ့ဒီလူကုသိုလ်မျိုးမှာဘုဒ္ဓံနေတာပပိစိတာဒုံကဘာနဲ့ကြုံရတဲ့လူတွေမှာအဲ့ဒီလူကုသိုလ်မျိုးမှာဘုဒ္ဓံနေတာအပေရကပိခာနိဗ္ဗာန်တရားပွင့်ကအဋ္ဌံတရားရည်သာသံသာလို့အပေရကပိခာနိဗ္ဗာန်တရားပွင့်ကအဋ္ဌံတရားရည်သာသံသာလို့ယဟန်တန်ဃာတို့ကမန္တအချုပ်ကာယံခီကတမယာမိဘဝကလူမြောက်ရအောင်တက္ကလဘုဒ္ဓဂါထာသံစေကဝါဝါတေပါမနတိမှန်းစလို့ဇီဝရံကိုသပေရာတရားလားယုံကြည်ကားလားပုဂ္ဂရတာရှင်လန်းပြီးတော့သင်္ကန်းရှိပါတရားလားယုံကြည်ကားလားပုဂ္ဂရတာရှင်လန်းပြီးတော့သင်္ကန်းရှိပါသာသနာ့ဝေကံဧကံမံငေရာအလုတကာအလုတကာတိရိယမအာသောကာယနာဒါဝန်ဒိတေဝဝန္ဒနာနာမဝိဇာတေခါရဂါဇနံသုံးပါးတို့ဟာဒီကုတ်ပြီးတော့ဘုမြောမှာလဲကြောတော့ကာမဝဆရာကုသိုလ်ကံတရဏဂုံတော်ပါနဲ့တဝါငါတော်တိလတော်များတို့ဆောက်ကြရတော့တိလကုသိုလ်ကံစေတနာခန္ဓာ၅ပါးယုံနာ၅ပါးတို့ကိုပွားများဆင်ခြင်ရသောဘာဝနာကုသိုလ်ကံများများကောင်းရှိမြတ်ကောင်းမှုတို့၏အကျိုးအကြောင်းနိဒ္ဓဗေဒညာမှာအပမကောင်းမှုတို့များမတွေ့ရပဲ၅ပါးတော်ဘေ32ပါးတော်ဥပဒေတော်တို့မှကင်းဝေးကွာ၍တထာတိလာတုတ္တသာကပညာဟိဥဒ္ဓဘာတိတို့သူတော်ကောင်းတရားခုနှစ်ပါးတို့လည်းဝဲတိုင်းပိုင်းရရှိနိုင်ကြပြီလင်ညဇာဗျာသူတော်စင်တို့ခိုးဝင်ဆံကနိဗ္ဗာန်ကိုရောက်ရနိုင်ပြီကောင်းများဖြစ်ကြပါစေHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ပြီပေါ့တနေ့ထွန်လို့လက်ရချုံမျောကိုနေသူမအရွယ်လို့ပြီးအပြိုကြီးတော့ဘယ်နည်းမဟန်ညင်မူမန်နဲ့ရေဟိုဒီမတွေးနဲ့တာရေးအကြံပေးမယ်ကွာတို့ရွာအနောက်ထွက်ငါပြောတော့ဖက်ပြီးလဲပေမော်တက်ငိုလိုက်ငိုလိုက်ပါညကိုရင်ကြပြီးလူထွက်လာရင်အမန်မောင်ရှင်းလူထွက်ငါပြီးကျဲရောင်းမကြီးနဲ့နဲရောင်ချမ်းသာကြောင့်စီးပွားတတ်တတ်ဘက်ကတိုးတက်ကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကျိုးဟာတရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဆိုသောယရနာမြတ်သုံးပါးတို့ဟာတတ္တရရွတ်တက်သောမူ၏ရှိခိုးပူဇော်ဖူးမြော်မှလျှော့ကြောကြသောတက္ကစ္စပဏာမခါရဝကောင်းမှုကုသိုလ်ကံစေတနာဤသို့ဘောမြဲမြတ်သောကောင်းမှုကုသိုလ်ကံစေတနာပြပြတို့ကြောင့်အသိရှိခြင်းစဉ်းစားခြင်း၊ဝါကြည့်ခြင်း၊ဉာဏ်ပညာကြည့်ခြင်းဘုံတဘောအာလူဘောကြည့်ခြင်းအတွေ့ရမောများခြင်းအကံတာရာခြင်းအမျိုးမြတ်ခြင်းသိနေဘောကဥဒ္ဒရဏနဲ့ဘဝဆက်တိုင်းပြည့်စုံကြရသည်။ဒီဟာကသုံးပါးရဲ့ပြည့်စုံပါခြင်းကိုပါဘုရားတိတရားတွေမှာပြဿနာတွေမှာအနာကိုကိုယ်နဲ့ဆက်ပါမိစ္ဆာတွေဒီသောတဲ့ပါရမှာပါတာအနာကတိပြုလို့ပြကြတယ်။အဲ့ဒါကြလည်းပြပတိဖြစ်တဲ့တရားမှန်ဖြစ်တာပဲ။အဲ့ဒီဝိရောက်ဆိုတော့မိမိတို့ဒုလာအနှစ်သက်အတောင်းတအားဆိုမဲ့ကိုနိဗ္ဗာန်ချမ်းသာသို့သင်မြန်သောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြတဲ့သူတော်စင်သူတော်ကောင်းအမျိုးသားကောင်းအမျိုးသမီးကောင်းများဖြစ်ကြပါစေ။အာမင်